耶，喏，那里啊，爷来单表了，多不冷呢。现在等那道干他嘞，没理多不冷呢。对哇没？那对没先票我们的有啊，是的咩有啊？我在炒亏了，来拖狗们的卡嘞吧慢。我觉得卡嘞别差不来路。把欧嘞，把欧那么低喏，这个。ကျန်းနဲ့အပေါက်အရန်ဆိုးတယ်အရန်ဆဲတယ်အရန်ညစ်ပတ်တယ်ပေါ့နော်ပြီးတော့အရန်လက်တံပြောင်းလို့ဆိုတော့အဲ့လိုမိုမနဲ့ကရင်မကတော့ဟိုဒီမဲ့ထိတ်တန်းကပဲသိတော့လားကရင်ဆိုလည်းမေးတဲ့ခါတစ်ချက်သီးရတတ်မပြောင်းပဲအကောင်းပြောတာဥပမာဒီလိုကောင်လေးတယောက်နဲ့ကရင်မတယောက်နဲ့ပြီးထိုးကြည့်လေရုပ်ကြလီတော့တချို့ရုပ်ကြလီတော့မနိုင်ဘူးတော့အရင်ကျန်းတယ်အရင်စော်ပြစ်တာဟုတ်ကပြောမဆိုရင်တော့လက်တံတော်ပြောင်းလဲဆိုတာကရင်ပေါ့နော်မွန်နေကတိတ်မလုံဘူးမွန်နေကြတော့အပေါက်ဆူများတာမွန်နေကအရင်ဆေးတာတကယ်ဟိုဒီဘယ်လိုပြောမလဲလက်တံပြောင်းဆိုတာကရင်မတကယ်ချတာပါစက်နဲ့မပြောလည်းတကယ်ချတာသူကအဲ့လိုမျိုးပြောလားကိုကတည်တယ်ကိုလည်းမွန်ပဲဒါပေမဲ့အဲ့လိုအပေါက်ပဲဆူရဲအပြင်မှာတိတ်မလုံရဲဘူးအဲ့လိုမျိုးတည်တော့ဟုတ်လားကျမ်းပါတယ်ဆိုကရင်မโอเคค่ะမကစ်ဘူးလားတဲ့ဘာကြီးလေဘာကစ်တာလဲဘာကစ်တာလဲဘာကစ်တာလဲမေကစ်တင်အောင်မေးပြအောင်ဘာကစ်တာလဲဘာကိုကစ်တာလဲအပေါ်မှာဆဲသွားတာတွေ့လားတဲ့မမလေကျမအတင်းတုပ်နေယူကျမမတွေ့နိုင်ဘူးဘာဆဲလိုက်တာလဲပြအိုင်ဒီနဲ့တယောက်ဆဲလိုက်တာလားဟုတ်လားအော်အိုင်ဒီနဲ့တယောက်အော်အဲ့လေ तू ကဘယ်လိုပြောမလဲဆိုတော့ तू ဆဲရတယ်ဆိုတာ तू အားရတဲ့အရင်အားရတယ်ဆိုလေတည်တော့ဟုတ်လားပြီးတော့ तू ကဘယ်လိုပြောမလဲဆိုအာအလုံးချိကင်စီအဲ့လိုမျိုးဘယ်လိုပြောမလဲဟိုတုံတင်ဆုံးမတဲ့လူမရှိတော့ဆဲတာတဘာဝပဲလေဒါမဆန်းဘူးတည်လားမိန်းကလေးတယောက်လိုက်မှာပိုတီလာဆဲတဲ့ကလေးကြောင့်ဘယ်လိုပြောမလဲဆိုတော့အရင်အားရတဲ့ကောင်လို့ခေါ်တယ်ပေါ့နော်အရင်အားရတဲ့ထက်ဆုံးမတဲ့လူမရှိလို့ပေါ့ကွယ်ဘယ်လိုပြောဆိုဖြစ်ချင်တိုင်းဖြစ်နေပေါက်လို့ပေးစားပေါ့အဲ့လိုမျိုးရှင့်ငါတော့ကြိုက်တယ်လို့ဆဲတော့ကျမမနာတက်ဘူးဘာဖြစ်ဆိုကိုဆဲတိုင်းနာနေကွာတိလားစမပြေဘူးအဲ့ကြောင့်မို့လို့ဆဲကြိုက်တယ်လို့ဆဲလေနေကိုဆဲကိုအာကူတူပဲရပါလေနော်တိလားကြိုက်တယ်လို့ဆဲကြိုက်တယ်လို့ဆဲဘာမှမဖြစ်ဘူးကိုရီးယားရိုးဝိုင်းဓာမျိုးတွေနားထောင်တွေ့ရပြန်ရရိုးဝါးပြီးအဲ့ကြောင့်မို့လို့အခုတော့မရှာချင်ဘူးကိုလည်းမရိုက်တက်ဘူးမဟုတ်ရိုက်တက်တယ်ဒါပေမဲ့